မကောင်းတဲ့လုပ်ရက်တွေကိုလုပ်ပြီးသူတို့မာလားမယ်လားဆိုတာကျွန်တော်တို့ကိုမေးခွန်းထုတ်သွားခဲ့တဲ့လူဆိုများဒါမှမဟုတ်မန်ကယ်တဲ့စုပ်ပြတ်ခြင်းနဲ့ရွာပြင်ထွက်ခဲ့ကြသူများဗီလန်တွေကရောအမြဲတမ်းစိုးသွမ်းပေးနေရမယ်လို့ဘသူတွေကတတ်မှတ်ပေးခဲ့ကြတာလေကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့တစ်ဖက်မှာမကောင်းတဲ့လုပ်ရက်ကိုကျူးလွန်နေကြတဲ့ animation character အချို့ကိုရောသိကြပြီးပြီလားအရင်ဗီဒီယိုမှာတော့အထာကျခဲ့ပေမဲ့လူကောင်းမဟုတ်တဲ့လူဆိုးအချို့ကိုဖော်ပြခဲ့ပြီးပြီဖြစ်တာကြောင့်ဒီဗီဒီယိုမှာတော့လူဆိုးမဟုတ်တဲ့လူကောင်းအချို့ကိုဖော်ပြဖို့ကျွန်တော်စီစဉ်လိုက်ပါတယ်Number 1 Right Go Wrong Way မက်ကန်တိုပဲတိုင်းနဲ့မာရင်တွန်းလန် H-Man Animated Universe ထဲကမှမက်ဂနီတိုဟာလူဆိုးဖြစ်ချင်လို့မကောင်းတဲ့လမ်းကိုရွေးချယ်ခဲ့တာမဟုတ်ပါဘူးမြူတက်တွေကိုကောက်ကွယ်ပေးနိုင်ဖို့လူသားတွေကိုစက်ကျင်ခဲ့တဲ့အမှားမျိုးပါသူရဲ့နီလန်းတွေကမားနေပေမဲ့လည်းမတူညီတဲ့ရှူတောက်တစ်ခုရဲ့အမြင်မှာတော့ယူရဲ့ချစ်တွေကမက်ကန်နေခဲ့တာကြောင့်သူဘာလို့လူသားတွေကိုစက်ကျင်ခဲ့တယ်လဲဆိုတာနားလည်လို့ရနိုင်မယ် Anti Hero မဟုတ်တဲ့ Anti Villain တယောက်ဖြစ်နေခဲ့တာပါ Number 2 Broken Mind နဲ့ Pass အတိတ်ကြောင့်ကွဲကြေသွားခြင်းToy Story 3 တဲ့ကလော့ဆိုဟာအရန်ကိုစိုးသွမ်းလို့တဲ့ဗီလိန်မျိုးတော့မဟုတ်ခဲ့ပါဘူးလူကြီးမင်းတို့ခံစားရသူလိုမျိုးတစ်ဖက်ကစွတ်ပစ်ခြင်းကိုခံခဲ့ရတဲ့လော့ဆိုရဲ့နာကျင်မှုဟာသူ့ကိုပြောင်းလဲဖြစ်သွားစေခဲ့တာပါလော့ဆိုရဲ့စိတ်တရားကြောင့်ဘဝသူတွေမျိုးသူ့ကိုနားလည်နိုင်ပေးပေမဲ့ခွက်လွတ်နိုင်ဖို့ကတော့အစိမပြေလောက်တဲ့ anti villain တယောက်မျိုးနံပါတ်2အနေနဲ့ဒီဗီဒီယိုမှာဖော်ပြခဲ့တာပါနံပါတ်3 created by rejection ညစ်ပတ်မှုနဲ့ဖန်တီးထားတဲ့ The Incredible က syndrome က hero ကိုမုန်းလို့ villain ဖြစ်လာခဲ့ရတာမျိုးမဟုတ်ပေမဲ့ hero ဖြစ်ချင်လို့ hero မဖြစ်နိုင်တဲ့စနစ်ကိုမုန်းသွားခဲ့ရတာပါလို့တွေးရင်ပုံမှန်ပါလိမ့်မယ်စဉ်းစားကြည့်ပါလူတိုင်းတာ hero အလွယ်တကူဖြစ်နိုင်မယ်ဆိုရင်ထွက်ပေါ်လာမဲ့ villain တွေဆိုတာကလည်းအဲ့ဒီ hero တွေထဲကပဲဖြစ်ပါလိမ့်မယ်နောက်ရှုထောင့်တစ်ခုကနေကြည့်မယ်ဆိုရင်တော့ဒီလောကမှာ hero ဆိုတဲ့စကားလုံးရောတကယ် hero တွေပါပေါ်ပြဖြစ်သွားတယ်လို့မျိုးပါဥပမာပေးရမယ်ဆိုရင်အနည်းဆက်ဆုံးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုပဲကြည့်ပါအာဏာသိမ်းစစ်တပ်ကကိုမပြောက်သေးဘူးအချင်းချင်းနေရာလူပါဝါအာဏာပြချင်ကြတဲ့လူတစုကြောင့်တော်လှန်ရေးဆိုတဲ့မြင့်မြတ်တဲ့ခေါင်းစဉ်ဟာအဆိုပါလူတွေကြောက်ပဲဂုံသတင်းထိခိုက်ခဲ့ရတာမျိုးပေါ့ထားပါဗီဒီယိုလေးကိုပဲပြန်ဆက်ကြည့်ကြပါမယ် Number 4 Fame Changes People ကြော်ကြောင်းမှုကလူကိုပြောင်းလဲစေခဲ့တဲ့ခိုခိုးဇက်ကထက်က Ernesto de la Cruz Ernesto ကအိမ်မက်ကြီးမားလို့တဲ့လူတစ်ယောက်နေမီနဲ့အောင်မြင်မှုအတွက်အမားကြီးတွေကိုလှုပ်ခဲမိတဲ့ anti villain သူ့ရဲ့လှုပ်ရက်တွေကိုမကြိုက်ပေမဲ့သူ့လိုလူတွေဟာဒီလောကမှာအများကြီးရှိနေတဲ့ဆိုတာကျွန်တော်တို့တွေလက်ခံကြရပါလိမ့်မယ်Number 5 Power Reverse 2 Nitra စွမ်းအားကစစ်မဲ့တဲ့တပ်ဘဝကိုဖော်ပြခဲ့တဲ့မဂမိုင်းဇက်ကထက်ကမှ Thoroughbred Titan ကမူလအစကလူကောင်းပါပဲဒါပေမဲ့လူတဘဝအတိုင်းအာနာရလာတဲ့အချိန်ကိုစိတ်ရင်းကိုထိမ့်မနိုင်တော့တဲ့ဗီလိန်မျိုးပါအာနာကလူကိုဖြစ်စည်းနိုင်တယ်ဆိုတာမြမတော်လန်ရေးထက်ကကျွန်တော်တို့လိုလူငယ်တွေကိုတတိပေတက်ပြနေခဲ့တဲ့ anti villain အခြားနောက်ထပ် anti villain တွေဖြစ်တဲ့Avatar The Last Airbender တက်က Zuko Frozen တက်က Prince Hans နဲ့ Princess in the Frog တက်က Dr. Facilier Spider-Man Into the Spider-Verse တက်က Kingpin Puss in Boots The Last Wish တက်က Deadဒါအပြင်အခြားသော anti villain တွေအများကြီးထပ်ရှိသေးပေမဲ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ရဲ့ personal မြင်ရ1 to 5ထဲကဖော်ပြထားတဲ့ animation anti villain တွေရဲ့လုပ်ရက်နဲ့ရည်ရွယ်ချက်အချို့ကိုဒါဖော်ပြပေးခဲ့တာပါ anti villain တွေကအမားတွေအများကြီးကိုမထင်မှတ်ထားပဲစစ်တိုက်ဆိုသူတို့ကျူးလွန်နေခဲ့မိပါတယ်ဒါပေမဲ့သူတို့ရဲ့ကျူးလွန်မိခြင်းအကြောင်းရင်းတွေကပဲကျွန်တော်တို့ကိုမေးခွန်းတွေနဲ့စဉ်းစားစရာအဖြစ်တွေအများကြီးထွက်စေခဲ့တာပါမိတ်ဆွေတို့ရဲ့အမြင်မှာတော့အမှန်ကန်ဆုံး animation anti villain တွေကရောဘယ်သူတွေများဖြစ်ကြမှာလဲအပန်းမကြည့်ရင် comment မှာပြောပေးသွားခဲ့ပါအောင်နော်ဒါနဲ့ကျွန်တော်ကတော့တော်လိုင်းရဲဘော်ဘီဇာရိုပါနောက်ဗီဒီယိုမှာမကြဆုံးခဲ့ရင်ပြန်လည်ဆုံတွေ့ခဲ့ပါမယ် follow please